အရှိအယ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေမြောက်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိတောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်မြောက်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိမြောက်ထောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအနောက်တောင်တောင်အရ၌ရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေဆင်းရဲခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောက်အရ၌ရှိသောထက်ဝန်းကျင်အနန္တစัจ java လာအပေဘုံသာအနန္တတတ္တဝါတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသ
ခတ်သိငြိမ်းကြပါစေရှင်ရဲ့ခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအထက်အရ၌ရှိသောထဝန်းကျင်အနန္တဆက်ကြဝဠာအနန္တနတ်မြတ်မာတို့ဘေးရန်ခတ်သိငြိမ်းကြပါစေဒေါသခတ်သိငြိမ်းကြပါစေရှင်ရဲ့ခတ်သိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဟောဒါပฏิသံပိဓာမေပါဠိတော်ကလာတဲ့ဓိတာဖရဏမေတ္တာလို့ခေါ်တဲ့အယတ်10မျက်နှာအာယုံပြုပြီးတော့ဖြန့်ဝေတဲ့မေတ္တာဒီအယတ်10မျက်နှာထားပုံကခုပြောကြလို့ပဲရှားရဲကထားတာကအရှိအနောက်မြောက်တောင်ဒီအရှင်အကြောင်းအရှိတောင်တောင်အနောက်မြောက်တောင်အရှိမြောက်တောင်အနောက်တောင်တောင်ဒီလိုရှင်းပါလေမိမိတို့လွယ်ဆင်ញင်တော့အရှိကနေပြီးတော့အရှိတောင်ကနေတောင်ကနေပြီးတော့အနောက်တောင်ကနေပြီးအနောက်ကနေပြီးအနောက်မြောက်ကနေပြီးမြောက်အနောက်မြောက်ကပြီးတော့အရှိမြောက်ပြီးတော့အရှိလို့အဲဒီလိုဘုန်းကြီးတို့သိမြနမိတ်ကြားတဲ့အခါအယတ်ဆက်အောင်ကြားရတယ်လို့ရှိအဲဒီလိုအယတ်ရှင်အတိုင်းယခုလိုမေတ္တာပွားမယ်ဆိုလည်းပဲပွားရပါတယ်ပွားကောင်းပါယခုပြောတဲ့မေတ္တာဘာဝနာဆိုနည်းတွေဟာဘုန်းကြီးတို့ဒီခင်မွန်ဆရာတော်ကြီးများပွားတဲ့ဒီအတိုင်းမှာဆိုရုပ်အတိုင်းမှာဟောတာအထက်အရာနဲ့အောက်အရာကြတော့လည်းနဲ့ထဝန်းကျင်အနန္တဆက်ကြဝဠာတို့ထဝန်းကျင်ကလေးထည့်ရဘာဖြစ်လို့လဲဆိုတော့အဲ့ဒီထဝန်းကျင်မထည့်ရင်အောက်အရာ၌ရှိသောအနန္တဆက်ကြဝဠာတို့ထိုလိုက်ရင်ဒီဆက်ကြဝဠာအောက်မှာဆက်ကြဝဠာတိုက်တည်တတိုက်ပြီးတတိုက်အောက်မှာပေါ့လေဆက်ကြဝဠာတွေအနန္တရှိတယ်လို့ဒီလိုအဓိပ္ပာယ်ရောက်မဟုတ်ဘူးအမှန်ကဒီဆက်ကြဝဠာမှာအခုမြေအောက်မှာရေရှိတယ်ရေအောက်မှာလေရှိတယ်လေအောက်မှာအရတကာသဆိုတဲ့ကောင်းကင်ကြီးပဲရှိအောက်မှာဆက်ကြဝဠာတတိုက်မရှိဘူးဘေးပတ်ဝန်းကျင်မှာတော့ဆက်ကြဝဠာတိုက်တယ်အနန္တရှိအဲ့ဓာဒီအာယုံရောက်အောင်လို့အောက်အရာ၌ရှိသောနောက်နာကထဝန်းကျင်ဆိုတာဘေးပတ်တယ်လို့ဆိုလိုတယ်အနန္တဆက်ကြဝဠာအဲ့ဒီဆက်ကြဝဠာကဘာဖြစ်လို့ဒီလိုပို့ရတုံးဆိုတော့ခုနကအရာရှင်းမျက်နှာပြောတုံးကအပေပုံလားတွေစိတ်ကအာယုံမရောက်ဘူးကိုယ်တိုင်ပို့ကြည့်လဲမရောက်တာတွေ့ရအဲ့ဒါကြောင့်အပေပုံလားတွေကိုအာယုံရောက်အောင်လို့အောက်အရာကပွားရထို့အတူပဲအရာရှင်းမျက်နှာပွားတုံးကအထက်ကနတ်တွေဓမ္မတွေမပါဘူးအာယုံထဲမှာမရောက်ဘူးမိမိတို့လူတွေတပြင်းနဲ့တည်နေတဲ့လူတွေကိုသာအာယုံရောက်လို့အထက်ကနတ်တွေဓမ္မတွေရမေတ္တာပွားရအောင်ဆိုပြီးတော့အထက်အရာ၌ရှိသောအနန္တဆက်ကြဝဠာလို့ဆိုတဲ့ရှင်းနာကထဝန်းကျင်လို့ထည့်ရတယ်ဒီအတိုင်းပဲဒီထဝန်းကျင်မထည့်လို့ရှိရင်ဒီဆက်ကြဝဠာရဲ့အထက်မှာဆက်ကြဝဠာတိုက်တည်ဆင်းလဲအနန္တဆက်ကြဝဠာလို့အဲ့ဒီလိုထင်သွားမယ်အဲ့ဒီလိုမထင်အောင်အဲ့ဒီအထင်ကိုတားမြစ်ပြီးတော့ထဝန်းကျင်ဆိုတော့ဘေးပတ်လေအနန္တဆက်ကြဝဠာအနန္တနတ်ပြည်မှာတို့ဒါလေးပဲထူတယ်ဒါဓိတာဖရဏမေတ္တာလို့ခေါ်တယ်